မင်္ဂလာပါ English with နေ့စီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတွေရဲ့ကိုယ်ရည်ကိုယ်သွေးကိုဖော်ပြလို့ရမယ့်စကားလုံးလေးတွေကိုလေ့လာကြရအောင်ပါ Her son is a gifted artist he can draw pagodas beautifully သူသားကဖျားပြတဲ့ဆုလက်ပါပဲဖျားစီတွေကိုဆွဲနိုင်တယ်တူအောင်ဆွဲနိုင်တယ်ပေါ့နော်ဒီမှာဆိုရင် gifted ဖျားပေးထားတဲ့ဆုလက်သူကတော့ပကြီးစရာပေါ့နော်သူ့ရဲ့ပကြီးလက်ရာတွေကအရန်ကောင်းတယ်ဇီဒီတွေစီလို့ရှိရင်လည်းတူအောင်ဆွဲနိုင်တယ်အဲ့ဒါကြောင့်မလို့ gifted ဆိုပြီးတော့သုံးထားတာဖြစ်ပါတယ် That clever boy found a shortcut through the market ညံကောင်းတဲ့ကောင်လေးကဈေးထဲကဖြက်လန်းကိုရှာတွေ့ခဲ့တယ်ဒီမှာဆိုရင် clever boy ညံကောင်းတဲ့ကောင်လေးပေါ့နော်သူကညံကောင်းတာဖြစ်တဲ့အတွက်ဖြက်လန်း shortcut ကိုရှာတွေ့ခဲ့တာဖြစ်ပါတယ် He is sharp enough to notice small mistakes in the report. တင်ပြချက်ထဲကအမားတွေအားလုံးကိုရှာတွေ့နိုင်လောက်တဲ့အထိသူကထက်မြက်တယ်ပေါ့နော်ဒီမှာဆိုရင်သူက report စစ်နေတာဖြစ်ချင်းဖြစ်လိမ့်မယ်ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒီ report ထဲမှာအမားတိတိလေးတွေကစားသူသတိထားမိတယ်ပေါ့နော်အဲ့လောက်ထိကိုသူကထက်မြက်တယ်တော်တယ်ဒီမှာဆိုရင် SHARP sharp လို့သုံးထားရပေါ့နော်ထက်မြက်တယ်တော်တယ်My cousin is really brainy. He always helps me with math homework. ကျမရဲ့မောင်ကညံပြေးတယ်ပေါ့နော်တီချာတွေကိုအမြဲကူတွက်ပေးတယ်ဒီမှာဆိုရင် brainy ညံပြေးတယ်ညံထက်တယ်ပေါ့နော်ညံထက်တဲ့အတွက်ကြောင့်တင်ချာပုတ်စာတွေဆိုလို့ရှိရင်လည်းနားလဲတယ်ဒါကြောင့်မလို့ပြန်ရှင်းပြနိုင်တယ်ကူတွက်ပေးတယ်ပေါ့နော်The cunning fox tricked the other animals to get more food. ကလိန်ကြတဲ့မြေခွေးကသူအစာများများရဖို့အတွက်တိရစ္ဆာန်တွေကိုလှည့်စားတယ်ပေါ့နော်ဒီမှာဆိုရင် cunning fox ကလိန်ကြတဲ့မြေခွေးဆိုတာအားလုံးသိတဲ့အတိုင်းညင်ညင်နဲ့များတယ်ပေါ့နော်ပုံမြင်တွေထဲမှာဆိုလို့ရှိရင်လည်းအဲ့ဒီဇက်ကောင်တွေကပဲသူထားတာများတယ်လေဆိုတော့ဒီမှာဆိုရင် cunning ကလိန်ကြတယ်She's a crafty vendor. She knows how to make customers find more. သူမကလဲဝယ်ပါနေတဲ့ပြန်ကြစေတဲ့တယောက်ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ customer တွေဈေးဝယ်တဲ့သူတွေများများဝယ်သွားအောင်ဘယ်လိုလုပ်ရမှလဲဆိုတာသိတယ်ဒါကတော့ဒီဈေးရောက်တဲ့သူတွေရဲ့ဒါ skill တစ်ခုလို့ပြောရမှာပေါ့နော်လဲဝယ်ရှိတယ်ပါနဲ့တယ်ဆိုလို့ရှိရင် crafty ဆိုပြီးတော့မှသုံးလို့ရပါတယ် He gave a sly smile when he won the game without telling anyone his plan. သူရဲ့အစီအစဉ်တွေကိုဘသူ့ပေါ်မှာမပြောဘဲနဲ့ပေါ့နော်သူစူးစမ်းခဲ့တာပေါ့နော်အဲ့ဒီအချိန်မှာသူနိုင်သွားတဲ့အခါမှာသူကကြိတ်ပြုံးလိုက်တယ်ပေါ့ဒီမှာပြောချင်တာကသူဆက်ဆချင်းတော့ပြောင်းပွဲမဝင်ခင်တော့ကသူ့ရဲ့အစီအစဉ်ချထားတဲ့အစီအစဉ်တွေဘသူ့ကိုမှမပြောပြဘူးသူနိုင်အောင်လို့မို့တေချာကိုစူးစမ်းထားတယ်ပြင်ဆင်ထားတယ်ပေါ့နော်အဲ့ချိန်မှာနိုင်သွားတဲ့အချိန်မှာကျတော့သူလုပ်ခဲ့တာသူပဲသိတယ်ဆိုတဲ့သဘောမျိုးနဲ့သူကြိတ်ပြုံးလိုက်တာပေါ့နော်ဒီမှာဆိုရင် sly smile ဆိုပြီးတော့မှသုံးပါတယ် I felt dumb when I forgot my own birthday date ကျွန်တော်ရဲ့မွေးနေ့ကိုမေ့သွားတော့ကြက်တီတီသွားတယ်ဒီမှာပြောချင်တာကြောင်းအန်းဖြစ်သွားတာပေါ့နော်ကိုပိုင်မွေးနေ့ကိုရဲ့မွေးနေ့ကိုမေ့သွားတဲ့အချိန်မှာကြောင်းအန်းဖြစ်သွားတယ်ဒီမှာဆိုရင် dumb feel dumb felt dumb ပေါ့နော်That was a silly mistake. You wrote your name twice. နာမည်ကိုနှစ်ခါရေးတာကတော့တော်တော်ကိုကြောင်အင်းနိုင်နေအမှားပဲပေါ့နော်ဒီမှာဆိုရင်ဖောင်ဖြည့်တာမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့သူ့ရဲ့နာမည်ကိုနှစ်ခါရေးမိတာကဒီ silly mistake ဆိုပြီးပြောလိုက်တာပေါ့နော်တော်တော်ကြောင်လွန်းနိုင်တဲ့အမှားပဲဆိုပြီးတော့မှပြောလိုက်တာပေါ့နော် silly mistake Only a brainless person would drive that first on a crowded road. ဒီလောက်လူများနေတဲ့လမ်းမှာအုံနောက်ချောင်းနေတဲ့သူကပဲမြန်မောင်းမှာပေါ့ဒီမှာဆိုရင်လူတွေကလမ်းပေါ်မှာအများကြီးသွားနေကြတယ်အဲ့လမ်းပေါ်မှာဘယ်သူမှကောင်းမြန်မမောင်းရဲကြဘူးလူတိုက်မှာဆိုလို့ပေါ့နော်ဒီမှာပြောရှင်တာက brainless person အုံနောက်ချောင်းနေတဲ့သူကပဲဒီလောက်လူရှုပ်တဲ့လမ်းထဲမှာမြန်မောင်းမှာပေါ့နော်ဒီမှာပြောရှင်တာက brainless Oh no China. He's draft sometimes, but he means no harm. သူကပိုးကြောင်နိုင်ပေမဲ့အနေမရှိပါဘူးဒီမှာကပြောမယ်ဆိုရင်ရင်လေးနဲ့ယူနေရပါတော့
သူများကိုအနှောက်အယှက်မပေးဘူးအန္တရာယ်မပြုဘူးပေါ့နော် he is daft he is pessimistic about the exam he thinks he will fail စာမေးပွဲနဲ့ပတ်သက်ရင်သူကကြမလားဆိုပြီးတော့မှအစိုးမြင်တတ်တယ်ပေါ့နော်ဒီစကားလုံးကတော်တော်လေးကိုအသုံးများပါတယ်အစိုးမြင်ဝါဒသမားအကောင်းမြင်ဝါဒသမားစသဖြင့်ပေါ့နော်ဒါကကြတော့အစိုးမြင်တတ်တာသူရဲ့စက်ကျင်ဘက်အကောင်းမြင်တာလေးကိုစက်ကြည့်အောင်ပါ she is optimistic that her future will be better သူမရဲ့အနာဂတ်လေးကပို့ပြီးတော့လှပမယ်ပို့ပြီးတော့ကောင်းမယ်ဆိုပြီးတော့မှအကောင်းဘက်ကနေပြီးတော့တွေးတယ်ဒါကတော့ optimistic အကောင်းမြင်တဲ့စိတ်ထားရှိတဲ့သူပါအခုကြည့်နေတဲ့သူရောအကောင်းမြင်တဲ့စိတ်ထားရှိတဲ့သူလားဒါမှမဟုတ်အဆိုးမြင်တဲ့စိတ်ထားရှိတဲ့သူလားကိုဆိုလို့ရှိရင်ရောဘယ်လိုမျိုးလူနာမှာပို့ပြီးတော့ညှိရှင်းတာလဲ Everyone felt tense before the job interview လူတိုင်းက interview မဖြေခင်မှာစိတ်ဖိစီးကြတယ်ဒါတော့လူတော်များများဖြစ်တယ်ပေါ့နော်လက်တွေတုံတာတွေနှလုံးခုန်မြန်တာတွေကြုံကြီးဖြစ်တာတွေဖြစ်နေကြတယ်ပေါ့နော်ဒီမှာဆိုရင် felt tense လို့သုံးကြပါတယ် After the test we all felt relaxed and happy စစ်ဆေးမှုပြီးတဲ့အခါမှာစိတ်ပြေသွားပြီးတော့ပျော်သွားတယ်ဒါကတော့အလုံးကြီးကျသွားတာပေါ့နော်စာမေးပွဲဖြေပြီးတဲ့အခါစစ်ဆေးမှုပြီးတဲ့အခါမှာစိတ်ထဲမှာတက်နေတဲ့အလုံးကြီးကျသွားတာမျိုးလို့ပါမျိုးလို့ပေါ့နော်ဒီမှာဆိုရင် relaxed and happy felt relaxed and happy It's sensible to bring an umbrella during the rainy season မိုးရာသီမှာထီးယူသွားဖို့အတိစိတ်ရှိတယ်ဒီမှာပြောချင်တာကမိုးရာသီဖြစ်တဲ့အတွက်ဘယ်အချိန်မှာမိုးထရွာမယ်ဆိုတာမခံမန်းနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ထီးယူသွားတဲ့လဲဆိုတဲ့အတိစိတ်ကလေးကတ်ထားရမယ်ပေါ့မိုးရာသီဖြစ်တဲ့အတွက်ကြောင့်လေဒီမှာဆိုရင် sensible although he is rich he is very down to earth and friendly သူကချမ်းသာပြီမဲ့လက်တွေ့ဆန်ဆန်နဲ့ဖော်ရည်စွာနေတတ်တယ်ဒီမှာဆိုရင်သူချမ်းသာတယ်ဒါပေမဲ့အရင်ကြီးမာနာထားတာမျိုးမဟုတ်ဘူးဒီလူတွေကသူ့အတွက်ရေးပါတယ်ဆိုတာသိတယ်ပေါ့နော်အဲကြောင့်မလို့လက်တွေ့ဆန်ဆန်နဲ့ဖော်ဖော်ရည်ရည်နေတတ်တယ် down to earth လက်တွေ့ဆန်ဆန်နဲ့ friendly ဖော်ဖော်ရည်ရည်နေတတ်တယ်ဒီဗီဒီယိုလေးမှာလူတွေရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်တဲ့စကားလုံးလေးတွေကိုလေ့လာခဲ့ကြတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်